သားစုလိုက်ခီးသွားကျင်တာပဲဖြစ်ဖြစ်မြို့ရင်းသွားကျင်တာပဲဖြစ်ဖြစ်တက်တောင့်တက်တာကြည်ကြည်ဝန်းဝန်းနဲ့စီစားတက်တာပြီး luxury ကြကြသွားလာနိုင်ဖို့ Hongji HQ9 ဒီကားရဲ့ share design ဟာဆိုလို့ရှိရင်ရေတံခွန်ကရေတွေစီးကျနေတဲ့ကဲ့သို့ waterfall grade design နဲ့ဖန်တီးတည်ဆောက်ထားပြီးထိုင်ခန်းလှပတဲ့ body structure ကြောင့် safety ဘိုင်းမှာလည်းလုံခြုံစိတ်ချမှုကိုအပြည့်အဝရရှိစေမှာ Hongji HQ9 MVP 7 seat ကားပဲဖြစ်ပါတယ်အနောက်တကားမှာဆိုလို့ရှိရင် auto door စနစ်ပါဝင်ပြီး cargo space ကျယ်ဝန်းတဲ့အတွက်ကြောင့်ပစ္စည်းများကိုစိတ်ကြိုက်တည်ဆောင်သွားနိုင်မှာပဲဖြစ်ပါတယ်။ base light door တွေကိုအတွင်းကမ်းမှာအဖွင့်ပိတ် control လုပ်နိုင်တယ်လို့ wireless phone charging ရေမွေးဖြန့်တဲ့စနစ် round aircon ကြီးမားကျယ်ပြန့်တဲ့ display screen တွေပါဝင်ပါတယ်။အပြင်ဆူညံမှုကိုကာကွယ်ပေးတဲ့ Dynamic Sound System ရဲ့အမိုက်စားတန်ဆင်တွေကိုနားဆင်ရင် Panoramic Sunroof ကနေကောင်းကင်ကြီးရဲ့အလှတရားကိုကြည့်ရှုခန်းစားစီးနှင်းနိုင်မှာဖြစ်ပါတယ်။ဒုတိယတန်း Captain Series ဆိုလို့ရှိရင် First Class လေယာဉ်ခုံတွေအတိုင်း ventilation နဲ့ massage တွေပါဝင်တဲ့အတွက်ကြောင့်ညင်ညောင်းတဲ့တန်ဆင်တွေကြားမှာနှိပ်ခတ်ရင်စီးနှင်းနိုင်ပါတယ်။ကားတွင်းပိုင်းကလည်းကျယ်ဝန်းပြီး material တွေကိုလည်း premium ဖြစ်အောင်အဆင့်မြင့်ပစ္စည်းတွေကိုအသုံးပြုပေးထားတဲ့အတွက်ကြောင့် luxury vibe ကိုအပြည့်အဝရရှိစေမှာဖြစ်ပါတယ်။ Hongji HQ9 MVP 7 seat ကားရဲ့ engine ဘိုင်းမှာဆိုလို့ရှိရင် 2.0T turbo engine 48 volt mild hybrid တို့နဲ့ဖန်တီးတည်ဆောက်ထားတာဖြစ်တဲ့အတွက်ကြောင့်စီစားလွန်သက်သာပြီးလိုရာခီးကိုတွာလာနိုင်မှာဖြစ်ပါတယ်။ငိမ်ညောင်းလာတဲ့ suspension လုံခြုံဘေးကင်းစေဖို့ airbag level 2 ADAS အလိုလျောက် brake ဖန်ပေးတဲ့စနစ်လမ်းကြောင်းထိန်းပေးခြင်း lane keeping assistance နဲ့ကားမောင်းသူယုံကြည်စိတ်ချစွာမောင်းနေနိုင်ဖို့360 ဒီဂရီပတ်လည်ကင်မရာအစရှိတဲ့အဆင့်မြင့်နည်းပညာတွေပါဝင်လာပါတယ်။ Hongji ရဲ့ HQ9 7 seat ကားကိုဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တွန်းတက်မှု094202070023ကိုအောင်0925229922မှာဖုန်းဆက်ပြီးဝယ်ယူလို့ရတယ်လို့ကျွန်တော်တို့ page မှာလည်းလာရောက်မေးမြန်းစုံစမ်းလို့ရပါတယ်ခင်ဗျာ။